တိုင်းပြည်တောင်မကြည့်ဘူးကြည်ဟဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟာငါတို့မှတနိုင်ငံလုံးပေးနေပြီနေမပေးဘူးလားနေကအနီလားအပြာလားအသိလားမသူမှမပြောတင်မလားငါတို့မပေးချင်လို့မပေးဘူးနှစ်ယောက်စလုံးမကြိုက်လို့မပေးဘူးနေပိုင်ခွင့်ရှိတယ်အဲ့ဒါဒီမိုကရေစီတယောက်နေတနိုင်ငံလုံးလိုက်နေကြမလို့ဘာလို့ဆိုအဲ့ဒီမိုကရေစီတယောက်ပြတနိုင်ငံလုံးလိုက်ပြတယ်မလို့ဒီမိုကရေစီဒီလောက်ကိုတော့ပြည်သူလူထုကနားလည်ထားဒါပေမဲ့နားလည်ဖို့ဆိုတာကျွန်တော်ပြောသလိုပဲပေါ့နိုင်ငံရေးအခင်းအကျင်းမှာမရှိတဲ့နိုင်ငံမှာနိုင်ငံရေးကစားပွဲတွေမှာမရှိတဲ့နိုင်ငံမှာတော်လှန်ရေးပဲရှိတာမြန်မာနိုင်ငံမှာဖိနှိပ်သူနဲ့တော်လှန်သူဒါပဲတော်လှန်ရေးပဲရှိတယ်နိုင်ငံရေးမရှိဘူးနိုင်ငံရေးကစားဝိုင်းမရှိဘူးနိုင်ငံမှာပြည်သူတွေကနိုင်ငံရေးကစားဝိုင်းရဲ့အထာတွေနိုင်ငံရေးရဲ့ကိစ္စတွေကိုနားမလဲတာအဆန်းမဟုတ်ဘူးဗျအဆန်းမဟုတ်ဟုတ်တယ်မလားတော်ကိုယ်လည်းဒီတော့မှခင်ဗျာသူ့ဟာနဲ့သူကြောင်ပြောက်နေတာတဲ့ပါငါတို့ကရှုံးသွားပြီနိုင်တယ်ဟုတ်ပြီအနာသိမ့်ခံလိုက်ရဟုတ်ပြီအဲ့တော့ငါတို့ကဘာပြောပါအဲ့တော့ငါတို့ရဲ့ဒီ mandate ပြည်သူတွေရဲ့ရွေးကောက်တင်မြှောက်ထားတဲ့ mandate တွေကငါတို့ဘာသက်လို့ငါတို့တနက်သွားကြိုင်တော့ငါတို့ရဲ့လွတ်တော်နေကဘလို့လဲအဲ့ငါတို့တနက်မကြိုင်ဘူးဆိုရင်ရောပြည်သူကငါတို့ကိုဘာပြောမလဲအဲ့ငါတို့ကဝင်ပြီးတော့တော်လန်ကြီးကြတော့ငါတို့တိုင်မှုလောက်လုံးမှဖြစ်မှာပေါ့ငါတို့တိုင်မှုလောက်လုံးမှဖြစ်မှာငါတို့က mandate ရှိတယ်လေပြည်သူတွေကခန့်အပ်ထားပေးကြတဲ့မဲတွေရှိတယ်လေငါတို့ဆရာကြီးလုံးမှဖြစ်မှာပေါ့ရာထူးရငါတို့ရမှဖြစ်မှာပေါ့ဟုတ်လားအနေကပေါ်နေရလားရာထူးမရှိသေးဘူးလားအဲ့2008ပေါ်စီပုံချိန်ကဥပဒေထဲမှာပါတဲ့ရာထူးတစ်ခုကောက်ထည့်လိုက်တပတ်မဖွဲ့လိုက်ဝင်ကြီးဌာနထည့်လိုက်နှမို့ဆိုဘာလုပ်မလဲပြည်သူကမဲပေးလိုက်တယ်လေအာဏာသိမ်းခံလိုက်ရအလုံးမရှိဘူးဟုတ်တယ်ရောက်အလုံးမှာ2008ပေါ်စီပုံချိန်ကနေဥပဒေရာထူးတစ်ခုယူလိုက်တပတ်မှတစ်ခုဖွဲ့လိုက်အဲ့ဒါကြီးလုပ်ဖို့ပြီးအစင်းကစားတင်ဖို့ဘာကလို့လဲသူကလည်းသူ့ကြောင်ပြောင်းနေတာ